ပြန်လို့ရတယ်ဒါပေမဲ့အခုမြင်ရကြတော့ကျမဟုတ်ယူရန်ချက်ကပြန်သွားတာစမ်းကျဲသွားကြီးဒီကွန်ဆိုတာရှိရသေးတယ်အဲ့တော့ brother တို့လည်းခုစော်မရှိကြတဲ့ဘယ်မရှိကြတဲ့ဒုက္ခတွေလည်းနောက်တစ်ခုဆက်ကြည့်ပဲ okay နောက်တစ်ခုဝေလာ9ရဲ့ဒူဟာဟဲ့ဟုတ်လိုက်လားဝေလာ9မှာဒူးရှိတယ်တဲ့ oh my god ဝေလာ9မှာ6တောက်ရှိတယ်နော်ဒီလား6တောက်ကနေအမီးဖြစ်သွားတာမစိုးကျွန်တော်ဒါတော့ခုမှသိတယ်နောက်တစ်ခုကနန်းနေအများကြီးတခါတည်းပေါ်လာခြင်းဘယ်မှာတော့ oh my god ရောက်ရင်တကယ်အများကြီးစက်သိန်းသားတွေကြီးကြောက်စရာကြီးအနီအောင်သမုတ်တရားအားရောင်သွေးတွေအလားပဲအော်အဲ့လားလေကျွန်တော်တင်ဘူးတယ်ဟိုးအရင်တော့ကြာပြီကဘာပေါ်ကအထူးဆန်းဆုံးသမုတ်တရားများဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တင်ဘူးတယ်ကဘာပေါ်မှာဗျာသိရမလားကျယ်တွေလေကောင်းငင်နဲ့တွားပြီးတူတယ်ကျယ်ရောင်ဆုံးလင်းလက်နေတဲ့ကောင်းငင်နဲ့တူတဲ့သမုတ်တရားတွေကန်းကြီးတွေအဲ့လိုမျိုးRexy လို့ခေါ်တာပေါ့နော်ဒီအနီရောင်သမုတ်တရားတွေတင်ဘူးတယ်အဲ့နေရာတွေတွားကျင်နေတာသိရမလားထီပေါင်းရင်တော့ထီပေါင်းတော့တွားရင်တွားအောင်သိရမလားထီပေါင်းတော့တွားဖို့ခက်ခဲတယ်ဗျာကိုရီနိုင်ငံရဲ့ passport ကတိတ်ပြီးတော့မှအဆင်မပြေဘူးလေနိုင်ငံသားတွေတိတ်ပြီးတွားလို့မရဘယ်လိုဖြစ်ဖြစ်ပါ bro တို့လည်းအဲ့လိုမျိုးလုံးဝကန်းကြီးအလှတရားတွေတွားချင်ပါသလားအခုလိုချိန်မှာလုံးဝစိတ်ဖြေဖြောက်ချင်သလားဆိုတော့ခေါင်းမှာရေးသွားပြီးတော့ဗာဆက်လက်ပြီးတော့ကျွန်တော်တခြားဘယ်လိုနေရာတွေထူးဆန်းလဲဘယ်လိုအကြောင်းအရာတွေကဘာမှထူးဆန်းလဲဆက်ပြီးကြည့်သွားမယ်โอเคနောက်တစ်ခုလည်းကြည့်မယ်ဟာရတန်းနေတယ်မွေတယ်မွေကတန်းလို့လားတန်းနေတယ်မွေကောင်းလိုက်လားဒီကြောက်စရာကြီးမွေကြီးကမြင်းတစ်ပိုင်းမြင်းကြတစ်ပိုင်းဟာရကောင်းလိုက်ဟာရဟုတ်တယ်bro တပိုင်းရမြင်းတပိုင်းရမြင်းကြဘလို့သူက DNA မှားသွားတာ DNA မှားသွားတာလားသူဆက်သွားတာလား maybe သူရဲ့ father ကြီးကမြင်း mother ကြီးက zebra မြင်းကြနှစ်ခုသွားပြီးဆက်တဲ့ခါမှာfather ကြီးကခန္ဓာကိုယ်အလဲပိုင်း mother ကြီးကခေါင်းနဲ့ဖင်အမိပိုင်းအဲ့တော့ဘာဖြစ်လဲမြင်းတပိုင်းမြင်းကြတပိုင်းဖြစ်သွားတယ်မစိုးတော့အမှန်တကယ်တော့မြင်းကြနဲ့မြင်းရမတူပါဘူးကျွန်တော်တို့မြန်မာလိုသာမြင်းကြမြင်းလို့ဒါခေါ်တာဒါပေမဲ့မျိုးစိတ်မတူဘူးနော် horse နဲ့ zebra different ပါတော့ okay နောက်တစ်ခုလည်းကြည့်ကြည့်မယ်ရေကူးနေရစင်bro စင်တွေကရေကူးတတ်တယ်နော်ခန္ဓာကိုယ်အလေးကြီးပဲတွားရှုပ်လို့မရအောင်စင်တွေကဟုတ်တယ်တကယ်ပဲပါရေကူးတတ်တယ်သမုတ်တရားမှာကြားတယ်ဟုတ်ရသမုတ်တရားတွေပါလဲနှင်းကြတယ်ဟုတ်တယ် bro Titanic ကားတွေပဲမြင်ဘူးတယ်မလားသမုတ်တရားမှာလဲနှင်းကြတယ်လှတယ်နော်သမုတ်တရားတွေမှာနှင်းကြတာဒါတော်တော်လေးတော့အေးမဲ့ပုံပဲပင်လေလေနဲ့သမုတ်တရားမှာကြားတဲ့လင်းနဲ့ခဲဝါမှာလုံးဝသိအောင်ကျွန်တော်တို့ဝင်ရိုးစွန်းတန်းတွေမှာအဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်လို့ရေခဲခွဲတဲ့တင်မောလေးပါလေဆိုတာရှိတယ်မိချောင်းနဲ့လိတ်တို့ရဲ့ high five bro high five bro ညခင်းထဲမှာပိတ်နေတယ်ကြီးဟာရညခင်းထဲမှာပိတ်နေတယ်ကြီးညခင်းထဲမှာရေပိတ်လို့တာနည်းနည်းတော့စဉ်းစားကြရဒါပေမဲ့အဲ့ဒီမြက်ကတကယ်အစစ်မြက်ဟုတ်ချင်မှာဟုတ်ကျွန်တော်ဂျပန်မြက်တို့ပါလူကနေပြုတ်လောက်ထားတဲ့မြက်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဂုံးနေဘယ်လိုရွေးရှားသွားလာလဲဟာရအဲ့လားလုံးဝလမ်းပါဟုတ်တယ်အော်အဲ့လိုမျိုးဟာရဂုံးနေအဲ့လိုမျိုးရွေးရှားသွားလာတာလားကောင်းလိုက်လားโอเคဘရိုဖြစ်ပါဒီဗီဒီယိုလေးကဒီမှာပဲပြီးသွားပြီပေါ့နော်ကျွန်တော်ဒီကနေ့ဒီဗီဒီယိုလေးကိုဘရိုတို့အတွက်ဘဝတုဒအနေနဲ့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ကဘာပေါ်မှာထူးဆန်းတမကျန်းစာအရာကောင်းကင်တမန်တစ်ပါးတဲ့ဟာရဒါကြီးကဟုတ်ပါမလားကောင်းကင်တမန်အဲ့လိုပုံစံမျိုးကြီးလားပီဇာဟမ်အာရ what the hell ဘာလဲဘာစားပြီးမိဘပြတ်သွားပြီလန်ထွက်နေရပဲအော်โอเคအားလုံးပဲမင်္ဂလာပါ PS Racing ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ပြိတ္တတို့မရှိဘဲနဲ့ခောက်ဆွဲဘယ်လိုလဲဇွန်ရဲ့၄ပေါ်ပြန်ပြီးစားနေတာအဲ့လာတော့ maybe နည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းသွားပြီအဲဥစ္စာလေးကြတော့နည်းနည်းသွားပြီနောက်တစ်ခုထပ်ပြီးကြည့်ကြည့်မယ်ဒါပါကြီးလေ What the hell is that bro ဟဲ့အဲ့လာဘာကြီးလဲလူမျက်နှာကြီးတော့ဒါမျက်နှာချက်ပေါ်မှာထင်တယ်ဒါအဲ့ဒါအတူကြီးဖြစ်ဖို့များတယ်အတူလုံနိုင်တယ်အတူလုံလို့ရတယ်ပေါ့နော်ဒါကြတော့တိတ်ပြီးတော့မှယုတ်တိတော့မရှိပါဘူးဘယ်လိုပဲဖြစ်ဖြစ်နောက်တစ်ခုထပ်ပြီးကြည့်ကြည့်မယ်ဒီကာမလေး live လုပ်တဲ့ဗီဒီယိုSudamang Habis ပါ Okay Sudamang Habis Okay အနောက်မှာလူတစ်ယောက်ရှိသေးရဲ့ဗျအင်ဒိုနီးရှားဖြစ်မယ်နော်ကာမလေးကသူ string လွှင့်နေတာပေါ့နော် string လွှင့်တာအနောက်မှာကောင်မလေးတယောက်ရှိရဲ့အဲ့ချိန်မှာမီးပြတ်သွားတယ်ဟဲ့ဘာဖြစ်တာဟမ်ဟဲ့အဲ့လိုက်ရနည်းနည်းထူးဆန်းသွားပြီမီးပြတ်သွားတဲ့အချိန်မှာနောက်ကတယောက်ဖဲရောက်သွားတာလေ
အမှ comment တွေဝင်ပြီးရေးတယ်ကွာမင်းနောက်မှလူတွေရောက်ရှိရဲ့အဲ့ကောင်မလေးပဲရောက်သွားတာလဲပါလဲညာလဲ okay အနောက်ကလူကပဲရောက်သွားတာလဲအဲ့လားလေးကလည်းထူးဆန်းသွားပြီသူက live လွှင့်နေတဲ့အခါကျတော့ဗျာ edit လုပ်ပြီးတော့မှဖြည့်ညက်ကက်လုပ်လို့လည်းမရဘူးเนาะအော်ပြန်ပေါ်လာတာလားဟာအော်မဟုတ်ဘူးအဲ့နောက်ကတယောက်ကမီးပြတ်သွားတဲ့အချိန်မှာတရေလို့ဘာလို့ဝင်ပူသွားတာဟဲ့ဘလို့အိုင်ခိုင်းရမဟုတ်ဘူးမီးဖလုတ်ဆိုဖြစ်သွားတဲ့အချိန်မှာတရေဝင်ပူသွားတယ်အဲ့လာကြီးတော့နည်းနည်းဆန်းသွားပြီနော်အဲ့လာရနည်းနည်းဆန်းသွားပြီရုပ်တရက်ပြတာတရေသက်စီတာဖုတ်ဖတ်တော့ဝင်ပူရင်လည်းပူသွားနိုင်တယ်နော်โอ้ย bro ကိုပေါ်တာတရေအဲ့လိုမျိုးနောက်ကနေတော့တရေရဝင်ပူသွားကြောက်စရာကြီးလာပြီးတော့ဂုံခွစီးတာတော့ပါဟုတ်အဲ့လာတော့နည်းနည်းကြောချမှုကောင်းတယ်โอเคနောက်တစ်ခုဆက်ကြည့်ကြည့်မယ်ဒါပါကြောက်စရာကောင်းတဲ့ဂျိုသားနေပြီးတော့ကြောက်စရာကောင်းတဲ့မုတ်လောက်တာဘာမုတ်လဲ bro ဂျုံနဲ့လောက်တဲ့မုတ် okay ဟာရနံပြားလို့ဟုတ်လား okay စက်ကူနဲ့တိတ်ချကတ်လိုက်တယ် okay ဖုတ်လိုက်ပြီကိမုတ်ဖုတ်ပြီးသွားတဲ့အချိန်နံပြားဖုတ်ပြီးသွားတာအာရအောင်သွေးတွေနဲ့အဲ့ဒါကြတော့ကြောက်ဖို့တော့မကောင်းအဲ့ဒါကြတော့ creation ဖြစ်သွားတယ် okay နောက်တစ်ခုတည်းကြည့်ကြည့်မယ်ဒါကြတော့ခီးလေးစိတ်မှာခီးသွားအဲ့ဒီ automatically အောက်ကိုပြုတ်ကျတာပေါ့နော်ဒါတော့တပီးမထူးဆန်းပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့သွားနေတယ်ဥစ္စာလေအဲ့ရွေရှားနေတဲ့ဥစ္စာအောက်ကနေ auto ရွေရှားနေသူကဂျမ်းဖြစ်သွားတဲ့ခါကျတော့အဲ့ဒီတစ်ခုပြီးတစ်ခု auto ပြုတ်ကြတာပေါ့ဒါတပီးမထူးဆန်းပါဘူးဒါပေမဲ့ထူးဆန်းအောင်ထင်တဲ့လူတွေလည်းရှိကောင်းရှိမယ်ပေါ့နော်ဘယ်လိုပြုတ်ကြလဲကျွန်တော်စိတ်ထင်ရသူအောက်ကနေရွေရှားနေတဲ့လှဲပါရွေရှားနေတဲ့အရာသူကသူ auto သွားနေတာလေသွားနေတော့အဲ့ဒီကဂျမ်းဖြစ်သွားတဲ့ခါမှာထပ်ပြီးတော့အပေါ်ပြုတ်ကြတာပါကျွန်တော်တော့တိတ်မထူးဆန်းပါဘူး okay နောက်တစ်ခါကြည့်ကြည့်မယ် okay ဒါပါတမချန်းစာအရာကောင်းကင်တမန်တပါးတဲ့ဟဲ့ရဒါကြီးကဟုတ်ပါမလားကောင်းကင်တမန်အဲ့လိုပုံစံမျိုးကြီးလားဒီခါမှတော့မျက်လုံးတွေလည်းအများကြီးပဲအတောင်ပံတွေလည်းအများကြီးပဲအဲ့လားတော့ maybe ဒါကြောင့် animation ဆွဲတာဖြစ်မှာပါ okay yo the pizza's here ဘာကြီးလဲ just give me ဘာကြီးလဲအိမ်သားကြီးလားရေချိုးကိုင်းလားကြောက်စရာကောင်းတဲ့ရုပ်ကြီး hello pizza ဟမ်အာရ what the hell ဘာလဲစားပြီမီးကပြတ်သွားပြီလန်ထွက်နေရပဲအော် Thousands of tears later. okay အဲ့တော့မီးကပြတ်သွားတော့ကျွန်တော်အခုမီးပြတ်လာပါပြီဟိုမီးပြတ်သွားတော့နည်းနည်းလေးလန့်သွားတယ်ပေါ့နော် okay တကယ်လန့်သွားတယ်ဘာကြီးလဲဟာရစားပြီအစင်မပြေလိုက်တာဟာဟုတ်တရေ reaction လောက်တာဒီတခါတော်တော်အဆိုးဆုံးပဲမီးရပြက်လိုက်တယ်ဘာကြီးလဲတရေကြောက်စရာမကောင်းတကားကြီးကိုကောက်ရက်လဲဘုံဆိုတကားကြီးကအတန်ရီတဲ့အတန်ထွက်လာတယ်ဒါပါလို့ဂိမ်းစော်တာလေ VR နဲ့အာရဲမဟုတ်အနောက်မှာဘာကြီးလဲနေရမှာလူကလေးလေးအရိတ်လားဟဲ့အဲ့လိုက်ရနေကြောက်စရာကောင်းပါပြီအဲ့တပေါက်တော့ဟုတ်တယ်အဲ့တပေါက်တော့ရှိရနော်ကြီးအရိတ်လူမဟုတ်ဘူးနော်ကလေးလေးမဟုတ်အရိတ်ကနေရန်နေပြီးတော့ trick ဆိုဖြတ်သွားတာoh bro ဒါတော့ကြောက်စရာကောင်းပါပြီဟုတ်ပြီဘာလဲအဲ့အေးအဲ့ဒါအနေများပါအဲ့ဒါကြာတာ prank လုပ်တာပေါ့နော်သွားပြီးနောက်တာဖြစ်လိမ့်မယ် legend of hoist ဘာအရေးကြီးလဲဟာဘာကြီးလဲအဲ့ဒါနည်းနည်းထူးဆန်းသွားပြီအဲ့လိုကိုအိမ်နေတဲ့အချိန်ကြည့်လိုက်ဆုံးမလားဘာလားဆုံးမလားမဟုတ်ပါအလင်းတန်းလေးကတလူလေးလိုက်တော့ဖုတ်သူမျက်နှာကိုသွားတွန်းသွားတာညဘက်မီးပိတ်တဲ့အခါမှာခံစားချက်ဟာရဟုတ်တယ် bro မင်းနောက်ကြပါ bro အဲ့လိုပေါ်တာရှိဘူးလားတကယ်ပြညဘက်မှာလေမီးပိတ်မှာကိုကကြောက်တာညဘက်မီးပိတ်ဖုတ်အခန်းထဲကိုတန်းပြေးတာဆောင်းလေးကိုချုပ်ပြီးတော့bro အဲ့လာကျတော့ကြောက်ဖို့တော့မကောင်းဒါအမှန်တကယ်ကိုရီကလေးပေါ်တော့ဒါလောကတကယ်ကိုကြောက်ဖို့ကောင်းတယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့ညဘက်မီးပိတ်ပြီးတာနဲ့တန်းပြေးရအဲ့တပေါက်တော့ရှိ okay yo ဒါကြီးလေဖက်နှက်ကြီးလူကောင်းကြီးထွက်လာအိမ်နာတက်နေတာအဲ့လိုမျိုးမလုပ်ကြပါနဲ့